နော်စေမြောင်းတာတမန်တွေနော်တက်မတော်အစဉ်အဆက်လုပ်ခဲ့တယ်ဒါကို9နှစ်တာအုပ်ချုပ်သွားတယ်နော်ဒီဒေါ်စုကြည်ဆိုတဲ့အဖွားကြီးကရည်ရွယ်ချက်ရှိနဲ့တိုင်းပြည်ကိုပြက်လို့ပြက်စီးဖြစ်အောင်လုပ်သွားတယ်မင်္ဂလာပါမြန်မာနိုင်ငံအတွက်ပဋိပက္ခတွေနဲ့အတူမှန်ကန်တဲ့သတင်းတွေကိုအမြင့်တဲ့ reaction လုပ်ပေးသွားမှာဖြစ်ပါတော့ကြောင့်ကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ပေးကြပါအောင်နော်အားကြောင့်မလို့လဲကျွန်တော်ရက်ထားတာဒီနေ့ကတော့ကျွန်တော်တို့မင်္ဂလာရှိသောနေ့ပေါ့နော်မင်္ဂလာရှိသောနေ့ဆိုတာကဘာလို့မင်္ဂလာရှိလဲဆိုကျွန်တော်တို့နိုင်ငံအတွက်နော်ကျွန်တော်တို့လူမျိုးအတွက်တိုင်းပြည်အတွက်ကိုနော်တော်တော်လေးဝေးလံခေါင်းပါတဲ့ဒီရုရှားတို့ဒီဘီလာရုစ်တို့ဘက်မှာတက်မတော်ကာကွယ်ဦးစီးချုပ်အဘနိုင်ငံတော်ဝန်ကြီးချုပ်ကြီးကနော်တိုင်းပြည်အတွက်ကိုသူပေါ့နော်တခြားနိုင်ငံတွေမှာတွားရောက်ကြိုးစားခဲ့တာပေါ့နော်တွားရောက်ကြိုးစားခဲ့တာအောင်မြင်စွာနဲ့ပြန်လာတဲ့နေ့လို့ပြောလို့ရပါတယ်ပေါ့နော်အဲ့တော့အဘကာချုပ်ကြီးကိုအဘကာချုပ်ကြီးကိုဂုံပြုတဲ့ကြပြလေးတစ်ပုဒ်ပေါ့နော်အဲ့ဒါကိုတောင်ကြီးကမောင်အေးချမ်းကနေပြီးတော့မှရေးဆက်ထားတာပေါ့နော်ကြပြလေးကတော့ကျွန်တော်နှစ်ပုဒ်ဖတ်ပြမယ်ပေါ့နော်ဒီပထမဦးဆုံးအပုဒ်ကတော့အပြန်လန်းတဲ့နော်ကောင်းသတင်းတွေမွေးပြန့်ဝေသည့်ຫນွေခိမှန်ဦးရာဒီကူး၌ကြည်နူးပွေရာအဖျားဖျားကိုစောင်းလာနိုင်မိဖုံးကန်ရှိ၍လက်ရှိအခြေအနေအထွေထွေမှမသွေမုတ်ချပြန်ယုံထားဖို့စိတ်ချလို့သာမျှော်နေပါမည်တဲ့မောင်အေးချမ်းတောင်ကြီးနော်သူရေးထားတာကတော့6ရက်3လ2025 10နာရီ15မိနစ်မှာရေးထားတာမင်္ဂလာရှိသောနေ့ရက်ပါတဲ့ကောင်းချင်းအဖျားဖျားပြည့်စုံပါသေးတဲ့အဲ့ဒါတော့အဘကာချုပ်ကြီးကိုဂုံပြုတဲ့ကြပြလေးဖြစ်ပါတယ်ပေါ့နော်နောက်တစ်ပုဒ်ကတော့ရောင်နီးတဲ့ကြပြနာမည်ကတွေးတောမျောမြင်လမ်းကောင်းထွင်တော့လိုအင်ဆန္ဒကောင်းကျိုးရဖို့ပြေဝနိုင်ရေးထောက်ကူပေးပြီးရှုပ်ထွေးတာတွေမေးမိန်စေလျက်ရွှေရောင်ရက်များပြည်သူကြားမှာအစားထိုးကရောက်လာမည်တဲ့စိတ်ချလို့သာကြိုနေသည်တဲ့မောင်အေးချမ်းတောင်ကြီး9ရက်3လ2025 19:20မင်္ဂလာညချမ်းမှာတဲ့ငိမ့်ချမ်းအေးမြကြပါစေတဲ့နော်ဒီကြပြနဘုတ်ကအဘကာချုပ်ကြီးကိုအဘကာချုပ်ကြီးရုရှားခီးစဉ်ဘီလာရုခီးစဉ်ကနေပြန်လာရင်ရုရှားတို့ဒီဘီလာရုတို့မှာဘီလာရုသမရဆိုရင်အဘကာချုပ်ကြီးပေးတဲ့ဟာလေးကိုနမ်းတာနော်နမ်းပြီးတော့မှခုံပြူတာပေါ့နော်ရုရှားသမရဗလာဒီမာပူတင်ကလည်းရင်ပတ်ချင်းအပ်ပြီးတော့မှဖတ်ပြီးတော့နွေးနွေးထွေးထွေးကြိုဆိုတာပေါ့နော်ကျွန်တော်တို့နိုင်ငံကအတူပဲအုပ်ချုပ်ပါစေနော်တိုင်းပြည်ကောင်းဖို့အရေးကိုဦးစားပေးပြီးတော့လှုပ်တဲ့လူဆိုရင်ကျွန်တော်တို့ဘဒုဖြစ်ဖြစ်ကြိုးဆိုမှာပါနော်အဲ့တော့နောက်ကနေပြီးတော့ဒီနိုင်ငံခေါင်းဆောင်ရဲ့အောက်မှာနိုင်ငံရဲ့တာဝန်ကိုထမ်းဆောင်နေတဲ့ဝန်ထမ်းတွေလည်းနော်မှားခဲ့တာတွေရှိပါစေတော့အမှန်ကိုမြင်ပြီးတော့တိုင်းပြည်အတွက်အေးချမ်းစွာနေထိုင်ခြင်းနဲ့ပြည်သူအတွက်အလုတ်လုတ်ပေးတဲ့ဝန်ထမ်းကောင်းဝန်ထမ်းမြတ်တွေနော်အဖြစ်ဆက်လက်ရည်တည်ပေးပါလို့ကျွန်တော်ကပြောချင်တယ်ပေါ့နော်နောက်တစ်ခုကတော့ကျွန်တော်ဒီမှာသတင်းလေးတွေပေါ့သတင်းလေးတွေကလန်ဆယ်ဒေသရဲ့တဲ့ရွှေထွက်ရှိမှုဟာတပိတ်ချင်းဒေသနဲ့မိုးတိမိုးမိရွှေလောက်ကွက်နှစ်ခုပေါင်းတဲ့ရွှေပုံမှုထွက်ရှိပါတယ်တဲ့ထိုဒေသကို KIA ကဝါလက်နက်ကင်အဖွဲ့ကိုလှုပ်ခွင့်ပေးထားပါတယ်တဲ့ပြည်တော်စုစိုးစားရဲ့တင်ရဇာတာတွေထုတ်ယူပြီးပုံကန်သူအဖွဲ့အစည်းများကိုထောက်ပံ့မှာစိုးရင်အားသဖြင့်အမြန်ဆုံးတားဆီးပေးပါရန်တင်ပြအပ်ပါတယ်တဲ့ရွှေချက်ဆက်ယုံစောက်ရန်နှင့်မြေရှားတထုထုတ်ရန်လေလုတ်ပိုင်ခွင့်ပြုထားပါသည်တဲ့သို့ပါ၍တိုင်းပြည်တင်ရဇာတာများမဆုံးရှုံးစေရန်တားဆီးပေးပါရန်တင်ပြအပ်ပါတယ်တဲ့နော်ဒီဟာကတော့ကျွန်တော်မကြေညာပြစ်ခဲ့တာပေါ့4ရက်3လ2025လက်ပံလာစခန်းကိုဘုံကျဲအသေးပြောက်များတဲ့ရွာသားတွေကိုအကန့်မခံဘူးတဲ့လူနာတင်ရင်တွေတော့တန်းစီနေတာပဲအကိုကြီးတဲ့တော်တော်ကြွသွားတယ်တဲ့အဲ့ဒီကောင်လေးတဲ့နော်နောက်တစ်ခုကသူကအဲ့ဒီတည်တဲ့လူတွေကိုမမြုပ်ဖဲနဲ့နော်တခါတည်းမြစ်တဲကိုညာတွင်ချင်းအကုန်လုံးမျောချပလိုက်တာတဲ့နော် PDF တွေဘောကတော်တော်ကန်ဆိုးတယ်နော်ကန်ဆိုးတယ်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့အချိန်ချင်းကာပြောတယ်တိုင်းပြည်အတွက်တရေမမှန်ရင်မူမမှန်ရင်ကြိုက်တဲ့တော်လန်ရေးလို့ဘယ်တော့မှမအောင်မြင်ဘူးအခုတိုင်းပြည်ကအခုနော်နိုင်ငံတော်သမ္မတကြီးဒီအခုနိုင်ငံတော်ဝန်ကြီးချုပ်ကြီးအနေနဲ့နော်သွားရောက်တာကျွန်တော်တို့တိုင်းပြည်မကြခင်အချိန်တွေမှာအေဂျင့်တော့မယ်တက်မတော်ကလည်းနောင်ချိုပြန်လဲရရှိပြီးရင်တောက်လျှောက်ပဲပေါ့နော်ပြည်သူတွေအေးချမ်းချမ်းနဲ့ငြိမ်းငြိမ်းချမ်းချမ်းနေရဖို့အချိန်ကိုပြန်လဲရောက်ရှိလာတော့မယ်အဲ့တော့
တက်မတော်အကြီးအကဲတွေကနော်ဟိုလမ်းမှန်ကိုဖောက်ပေးတယ်ပြည်သူလူထုတွေကလည်းလမ်းမှန်ကိုရှောက်ရမယ်နော်အဲ့တော့အဖြစ်သမားနဲ့နော်တိုင်းပြည်ကိုကောင်းအောင်လုပ်တဲ့လူနဲ့ဆိုရင်ကျွန်တော်တို့ကတိုင်းပြည်ကိုကောင်းအောင်လုပ်တဲ့လူဘက်မှာပဲရက်တီပေးရမယ်ဟုတ်ပြီလားအဲ့တော့စဉ်းစားကြည့်ကြည့်ဗျာတက်မတော်ကနှစ်ပေါင်း80အုပ်ချုပ်တယ်ပြောပြီးတော့လှုပ်လာလိုက်တဲ့အလုပ်တွေကျွန်တော်တို့အမြဲတမ်းပြောတယ်အမြန်လန်းနေနော်နေပြည်တော်ကြီးမြို့ကြီးတွေလွတ်တော်ကြီးတွေဇေဒီပထိုးပေါင်းမြောင်များစွာတွေနော်စေမြောင်းတာတမန်တွေနော်တက်မတော်အစဉ်အဆက်လှုပ်ခဲ့တယ်ဒါကို9နှစ်တာအုပ်ချုပ်သွားတယ်နော်ဒီဒေါ်စုကြည်ဆိုတဲ့အဖွားကြီးကရည်ရွယ်ချက်ရှိရှိနဲ့တိုင်းပြည်ကိုပြက်လို့ပြက်စီးဖြစ်အောင်လုပ်သွားတယ်အဲ့ဒီမှာခွေးတတိုက်ကလည်းနောက်လိုက်ခွေးတတိုက်တွေရလဲနော်အဲ့ဒီမှာခွေးတတိုက်ကလည်းနောက်လိုက်ခွေးတတိုက်တွေရလဲနော်တိုင်းပြည်ကိုပြက်လို့ပြက်စီးနော်စကြေးကောက်နော်အိမ်တွေပေါ်တက်ယူပြီးမျိုးတွေပဲပြက်သွားတာပြည်သူလူထုတွေပဲဒုက္ခရောက်ကြတာနောက်တစ်ခုကတော့မြင်းညံမျိုးပေါ်အမှတ်18ရက်ကွက်တဲကိုတဲ့အကြမ်းဖက်အုပ်စုလာတိုက်နေတာ9ကမကားတော့ဘူးတဲ့မြင်းညံမျိုးပေါ်မှာဒလန်ဆိုပြီးစစ်တပ်နဲ့ပတ်သက်သူတွေကိုမျိုးတဲ့အထိလာဖမ်းတာတဲ့မိသားစု၄စုပါသွားပြီတဲ့တချို့လည်းပတ်စံပေးပြီးပြန်လွတ်လာတယ်လို့ပြန်မလာတော့ပဲအသက်ခံရတာလည်းရှိတယ်တဲ့မြင်းညံအခြေဆိုင်ခမရ15ကအလုံးမလုံးတာတော့မဟုတ်ပါဘူးတဲ့လုံးကြပါတယ်တဲ့အခုကမနိုင်ဝင်ထမ်းနေရပြီးအင်အားမမျှတတာပါတဲ့အထက်ကလူကြီးတွေကအင်အားလက်နဲ့လုံလောက်အောင်ချမပေးထားပါဘူးတဲ့မြင်းညံပတ်လည်မှာအကြမ်းဖက်အင်အား1000ကျော်ရှိပါတယ်တဲ့0တက်ကြီးနထိုးကြီးစိုးအောင်ဘလက်တိုက်ကဘုံမိုက်ခဲအပြင်တခြားအဖွဲ့အသေးလေးတွေ20လောက်တိရှိတယ်တဲ့ဒါကြောင့်လာဘကမှာရှိတဲ့အထက်လူကြီးတွေကမြင်းကြံပြူဟာကို UAV 2စီးခန်းတော်ဖြစ်ဖြစ်စစ်တပ်လေဒီဖြစ်ဖြစ်တခုခုချပေးဖို့တောင်းဆိုပါတယ်တဲ့အခုလက်ရှိငင်းလို့မရတဲ့အမှန်တရားကတော့တဲ့မြင်းကြံမျိုးအပြင်3မိုင်ပတ်ပတ်လည်မှာအကြမ်းဖက်များခြေကုပ်ယူဆက်ကြီးကောက်စိုးမိုးနေပါကြောင်းတင်ပြအပ်ပါတယ်တဲ့ပြောပြရစီခင်ဗျာတဲ့နော်နောင်ချိုက30ရွာမှာတရကုန်းကထွက်တဲ့ PDF လင်မယားလက်ဖက်ရည်ဆိုင်ဖွင့်ပြီးဗန်းပြပြီးလူစုပေးနေတယ်တဲ့သူတို့နာမည်ကကိုစမောနဲ့မလက်လက်ဖြိုးလို့ခေါ်ပါတယ်တဲ့ရွှေကြိုင်ရွာမှာလည်းတပွဲရှိနေပါတယ်တဲ့နော်နောက်တစ်ခုကတော့နောင်ချိုမျိုးပဲပေါ့နော်နောင်ချိုမျိုးထဲမှာနောင်ချိုကညီမလေးပါတဲ့သတင်းပေးခြင်းလို့တဲ့ဦးဝင်းချိုအိမ်ဘူဒါနာမှာ PDF တွေနေတယ်တဲ့ဦးဝင်းချိုနဲ့ PDF ပလောင်တွေကအဆင်ပြေတယ်တဲ့သူ့ညီမကကျောင်းဆရာမဒေါ်ထားရွှေတဲ့အခုပြင်ဦးလွင်ကနေပစ္စည်းတွေစားစရာတွေတည်ပေးနေတယ်တဲ့နောင်ချိုရှမ်းကုန်းမှာလည်းတစ်ဆက်လုပ်ထားပါတယ်တဲ့နော်ကိုဖုံးရေးတဲ့ပေါင်းမြို့နယ်သတင်းလေးပါတဲ့ပေါင်းမြို့အခြေအနေတင်ပြပေးပါအကူဖုံးရေးတဲ့ပသိမ်မုံရွာလမ်းကနေ6စောကားလမ်းမှာဂိတ်တွေမရှိတော့တာလားတဲ့ရခိုင်ကိုစားနှရိတ်ကကားတွေပေါက်နေတာကနေပေါက်ကနေထွက်နေတာတဲ့ဂိတ်ကငွေယူပြီးလွတ်နေတာလားဗျာတဲ့တန်ကားတစ်စီးကို380ရနေတယ်တဲ့ရခိုင်ကိုပို့တာအပြန်ကိုလက်နက်ကြီးတဲဆောင်လာတာတဲ့အထက်လူကြီးများသိအောင်ကိုဖုံးပြောပေးပါတဲ့နော်တောင်ကြီးကနေကားနဲ့တနာရီခွဲလောက်သာသွားရတဲ့ဖာလဲမှာတဲ့သွားရတဲ့ဖာလဲမှာတောင်းတဲ့ဝါလက်မှတ်မပိုင်ကူးတန်းလို့မရတော့ဘူးလို့သိရတယ်တဲ့ရှမ်းတောင်ရှမ်းရှိလုံခြုံရေးအားနည်းချက်စိတ်ဝင်မှုများစွာဖြစ်ပေါ်နေတဲ့ဟိုတလောကလည်းတဲ့အေးသာရရက်ကွက်အုပ်ချုပ်ရေးမှုအရွေးမားမလို့ဖြစ်သေးတယ်တဲ့နေပြည်တော်ကလမ်းမေးရင်တော့အားလုံး okay ပဲလို့ပြောတယ်တဲ့နော်၄ရက်နေ့ကလက်ပံလာစကန်ကိုကျဲတာ PDF 30အမာခံ25ယောက်သေသူတို့တွေသေတော့တဲ့ပြည်သူတွေအတိမခံပဲတဲ့ညဘက်ကိုတဲ့စင်ကူးမြို့ကိုဖြတ်ပြီး AR မြစ်တဲကိုမျောလိုက်တာသိရတယ်တဲ့မြုပ်တောင်မမြုပ်ဘူးတဲ့အလောင်းတွေကိုတဲ့ထက်ရီလင်းကုမ္ပဏီကိုလည်းကျဲစီကျင်တာအကိုကြီးတဲ့အဲ့မှာ PDF တွေအများကြီးရှိတယ်တဲ့နော်နောင်ချိုမြို့မဲပုတ်ရွာတဲ့နဲ့အင်အားစုဖွဲ့အင်အားရာကျော်စုဖွဲ့နေကြောင်းသတင်းရရှိတဲ့ကံကြီးအုပ်စုတရကုန်းရွာတွင်ဒဏ်ရာရသူများအားဆေးကုနေကြောင်းသတင်းရတယ်တဲ့နော်အဲ့ဒါကတော့ကျွန်တော်ဟောပေါ့တည်င်းရလဲဟိုလိုမျိုးပေါ့နော်ကျွန်တော်ကလည်းဒီအကောင့်နှီးနေလို့ပေါ့နော်ဒီ TikTok ကနေမတင်တာ YouTube မှာလည်းဒီည live လွှင့်ဖြစ်မယ်ပေါ့နော်ရွှေဘုံမျိုးအနောက်ဘက်ရေဦးလန်းတွက်မှာ PDF များတော်ကိုတောင်းကျမ်းနေပါပြီတဲ့အရင်ကလည်းကိုဖုံးစီတည်င်းပေးခဲ့ဘူးတဲ့ကျွန်တော်ကျွန်းတော်အုတ်ရှိကန်ရွာဟောင်းတိန်တန်းစီဆိုင်အနီးတပြေးသားမြတ်ကျေးရွာများကိုရှင်းပေးပါအနူးညွတ်မြစ်တာရက်ခံတောင်းပန်ပါတယ်တဲ့အကူကြီးတောင်းပန်ပါတယ်ခင်ဗျာတဲ့ကျွန်တော်ကတော့ဒီနေ့နိုင်ငံတော်အကြီးအကဲနိုင်ငံတော်ဝန်ကြီးချုပ်ကြီးကိုကြိုဆိုဖို့အတွက်နေပြည်တော်ကိုရောက်ရှိနေတာဖြစ်ပါတယ်အားလုံးပဲစိတ်ချမ်းသာခြင်းကိုယ်ချမ်းသာခြင်းဒုက္ခနဲ့ပြည့်စုံပြီးမြန်မာနိုင်ငံကြီးအမြဲဆုံးငြိမ်းချမ်းပါစေရှေ့တန်းရောက်နေတဲ့တပ်မတော်သားတွေနဲ့
နောက်တန်းကမိသားစုတွေအမြန်ဆုံးပြန်လဲပေါင်းဆက်နိုင်ပါစေလို့မြတ်တာဖို့ဆုတောင်းရင်းနဲ့